ရှင်လန်းခြင်းဖြင့်၎င်းတုံ့ပြန်နိုင်ရန်ခွန်အားကျေးဇူးပေးသနာတော်မူပါကျွန်ုပ်သည်သူတစ်ပါးဤတရားပြီးခြင်းကိုခံရန်ရှာဖွေခြင်းတဲ့သူတစ်ပါးအားနှစ်သိအားပြီးရန်ချူစားခြင်းကို၎င်းသူတစ်ပါးကကျွန်ုပ်အပေါ်၌ပြီးတဲ့နာလေရန်ချူစားခြင်းကို၎င်းပြုနိုင်ရန်ကျွန်ုပ်အားကိုတော်မူပါအကြောင်းမူကားပေးခဲ့ခြင်းအဖြစ်သာလျှင်ကျွန်ုပ်တို့ရရှိကြသည်ခွင့်လွှတ်ခြင်းဖြင့်သာလျှင်ကျွန်ုပ်တို့သည်ခွင့်လွှတ်ခြင်းခံရကာပေးဆုံးခြင်းဖြင့်သာလျှင်ကျွန်ုပ်တို့သည်ထာဝရအသက်သူမွေးဖွားခြင်းခံကြရပါစေတည်းထာဝရအသက်သူမွေးဖွားခြင်းခံကြရပါစေ